လိုမြင်ကွင်းမျိုးငါမြင်မှုနေသလိုပဲငါလည်းဒီလိုမြင်ကွင်းမျိုးကိုရင်းနေနေသိနေတယ်ကွာအေးကွာဟောမမဟောသွားမလဲအိမ်နဲ့သွားလို့မရသွားလို့မရဒီလိုမြင်ကွင်းမျိုးကမင်းမမြင်ဘူးမင်းမြင်လို့မရဘူးမင်းမြင်လို့မရဘူးမင်းမြင်လို့မရဘူးဒါတည်းမှာကွာလားမကွာဖယ်ထားမှာမင်းတို့ဘာဖြစ်တာလဲဘာဖြစ်ရမှာလဲကျင်တန်းဒီအပြားလေးပုံရလေအခုစပက်ရှင်ပွင့်သွားပြီကွာမဟုတ်တာလည်းမပြောနဲ့မဟုတ်တာလည်းမပြောနဲ့မင်းအဖေကမမဟောရဲ့အကွက်တွေထုတ်သုံးနေတာကွာဟဲ့အတဲမလို့တကားပွင့်အောင်ပွင့်တော့ဗျာကျေးဇူးတင်နေမင်းရောပူလေးနဲ့ကောင်းလို့ပါကွာမင်းခွေကြည့်လိုက်မင်းကိုကြည့်လိုက်တော့နောက်တရားဒီသားအဖေဝေဘယ်လိုမခေါ်နဲ့ပိတုံးဟိုဒီသားမဟုတ်အိုးဘယ်လိုလုပ်လဲအဖေအိုးအဖေမလေးသားအဖေတုံးဟဲ့နင်အဖေဘယ်ရောက်ရှိတာတင်းကြောဟဲ့တင်းကြောဘာလဲအဖေတုံးတာဘယ်လိုဖြစ်နေလဲသားနင်ဒီကင်းကြောင်တောင်ကြီးအိပ်ပြီးတော့ဘာဖြစ်နေတာလို့ကျွန်တော်အိမ်မက်မှတ်သွားတာဗျာအိမ်မက်မှတ်တာဟိုဘယ်လိုအိမ်မက်တွေမှတ်တာဘယ်လိုကလာလာပါဦးအော်အေးကလာအော်လာပါဦးခိုင်မှပါကဲဘာလဲမောလို့ပါအေးမမောပါနဲ့သားလေဘယ်မှန်လိုက်ပြီနော်မလိန်ရအောင်နော်ဘယ်တော့လိန်ဘူးလို့လေသားလေအဖေပွင့်သွားပြီပွင့်သွားတာဗောအကြီးကိုပွင့်တာဒါမဲ့အစင်မပြေဘူးသားရေနည်းနည်းတော့အောင့်သွားတာဗောအမှန်လည်းသွားပါပြီကျွန်တော်ဖေကကျွန်တော်အိမ်မက်တွေကလို့မမဟုံပြပါပဲဟဲ့သားနင်အိမ်မဲတော့မှာအဖေကမမဟုံပုံစံဖြစ်သွားတာဗောမလေးကသားရေအဖေအားကြလိုက်တာအဲ့ဒီမမဟုံကိုအဖေကအားကြနေတာသူ့လိုကိုဖြစ်ချင်နေတာတဟုံနဲ့ဟုံပုံဖြစ်နေတာအဖေကကျွန်တော်ဆက်လိုက်တာအဖေမဆက်တယ်ကျွန်တော်ဆက်တယ်ဗျာငါသားလေဘာရှက်စရာရှိလေငါလေကွယ်အဖေကစိတ်ကသာအဲ့လိုဖြစ်တာပါဒါပေမဲ့အဖေကခန္ဓာကိုယ်ကတော့တွေးတော့မလားငါသားသိက္ခာကြောက်အဖေကမလုပ်ပါဘူးသားရဲ့အဲ့တော့ဖေကမင်းမယ်မင်းပြောင်းနေတော့အိမ်ကိုကောင်းလေးတွေအဲ့လောက်တော့မရှိဘူးပြောင်းမှုကိုပြောတာဟောပြောင်းဘူးလားလေပြောင်းမှုလို့စီဘူးလို့ကြိုင်ဖေးနေဝင်သွားတာဘာလဲပြောရှင်းရှင်းပြန်တော့လေသားသိလို့ရှိရင်ပဝင်းကျင်လည်းသိမယ်ပဝင်းကျင်သိလို့ကတော့လေအဖေတော့ဒုက္ခရောက်ပါပြီသားရဲ့သွားပြီမမဟုတ်တို့ပြောပါသားရဲ့ငါသားကိုလေအဖေအမှန်တိုင်းပြောပြမယ်နော်ဘယ်သူမှမပြောနဲ့နော်အဖေနှလုံးခိုးရောင်းနေတာသားကြီးဘောပေါက်လားနှလုံးခိုးရောင်းနေလို့နော်အဲ့ဆိုရင်ပွင့်နေဆိုတာဟောပွင့်နေဆိုတာကွာအဲ့ဒီကထွက်တဲ့ကနာဒိုင်ယော်လေးရတာဒိုင်ပွင့်သွားတာကိုပြောတာအောင့်နေဆိုတာရောအောင့်နေဆိုတာသူယော်လေးရတာလည်းရှိတယ်ကွာအဲ့တော့ရင်ထဲကိုအောင့်သွားတာပဲလို့အဲ့ဒါကိုပြောပြတာပါသားရေဟုတ်လို့လားအော်တကယ်ပြောတာအဲ့ဒါဆိုရင်အဲ့ပြောင်းမှုတွေစီဘူးတွေကင်ဘာလာလို့လဲပြောဟောအဲ့ဒီကောင်လေးတွေကဟိုပတ်စံလာထုတ်ရင်းနဲ့အဖေအတွက်လက်ဆောင်လေးတွေယူလာတာသားရဲ့ဟောအဲ့လိုလားအမဟုတ်တော့မဟုတ်ဘူးနော်ဟုတ်မင်းလည်းသားပြောမှာပဲအဖေလည်းမမဟုတ်သတိရသွားတယ်အခုအပြင်သွားလို့မမဟုတ်လို့မတ်စတာသွားလိုက်အဖေအချက်ကွဲမြန်ပြောလေဆိုလေပြီးသားလေအဲ့တဲ့ကိစ္စလေဒီမှာဈေးရောက်မကောင်းပါဘူးဆိုမှနင်ကဘူပိတ်အောင်လာလုပ်နေတယ်လောက်တော့ပါဖြစ်လေကြီးချောင်းပါရဲ့ငါချောင်းမချောင်းသိတယ်လေနင်ငါအိမ်ကိုလိုက်ခတ်သားနင်ချွေးကို10လီတာလောက်ထွက်သွားတယ်အခုဘိုးပို့လိုက်တဲ့မွေ surprise ရောက်လေ follower တွေက2000တိုးလာတာဟိုကလေအရှမ်းရှင်ခေါ်လို့တက်ကြတယ်ဟိုလေအရှမ်းချဝိုင်းတိလားလွတ်လဲပါအောင်သမီးရသွားကြရအောင်နော်သားလေးတို့ရေကိုကြီးဘုံမသွားပြီဟဲ့ဘိုးကဘာတော့ဘာလို့နားကြီးများနေလင်မိုင်းတော့နှစ်ချက်မတီးနဲ့ဟာမင်းတို့ကကြာဖြစ်တယ်မင်းတို့ကကြာတို့ကရာအမေကျွန်တော်တိတ်ခါမချတယ်တော့ချိုးပါရဲ့ပါဟောငါတော့တိတ်ခါမချဘူးမင်းအားသူ့ကြိုင်ပွဲအတွက်အရေးကြီးတဲ့အနိုင်ရှုံးကိုစုံးပြတ်ပေးမယ်ဒိုင်းလူကြီးမင်းဦးတင်ကျော်လက်ဝဲကျိုးဝိုင်းထဲကိုလည်းဖိတ်ခေါ်ပါရဲ့ရှင်
Ladies and gentlemen, I am ဟာထောင်းရငါတာပြေခါခွေးသေးသေးတယ်တင်ကြလောင်းကျစောက်ခွင့်မီအိုးအိုးအိုးဆေးထိုးနေတာ နောက်တစ်ကြောင်းတော့ထပ်ထိုးလိုက်ပါလား အဲ့မှာမိန်းမတွေပြိုင်းနေညာပေါင်းများဆိုတူတူနေရတော့ကြာမိန်းမမပေးစားပဲနဲ့ယောက်ျားလေးတယောက်နဲ့တညပဲလေယောက်ျားပေးစားတရားလား လာပြီမစ်စီဘောစီယာ ready တွေပါပြင်မထားဘူးလားဖားတဲ့ငါးနဲ့ခွဲအောင်ကျင်းပါကြိုက်တဲ့သူတွေရှိလားဟိုကငါဖြစ်စီသူနဲ့ဘာတွေပဲဖြစ်ခဲ့အချိန်တိုင်းငါဟာပဲငါဘသူ့ပိုင်မှမဟုတ်ဘူးအများပိုင်လာဝေးစာကိုလှူစားရတယ်လို့ပြောတရက်ကွက်ဒီကောင်မကိုကြည့်ရတာပါကင်ရောဆဲ့ရတာမလဲ ပါကင်စစ်ပါရှင်ကားပါကင်လောက်ကိုရှိပါလေ ဘာပေါ့ဒီမန်ဆိုးစီဆိုကြားဘူးလား တိရစ္ဆာန်ဝင်နေစေးမမူပဲဟဲ့မင်းစရာသွားရနေတယ် ဒေါ်လာထွက်နေတာကွာအကြီးစားစကားပြောထားတာကိုဖြေပြန်ပေးမလား ဒီကောင်ကငါထက်ရှင်းနှမ်းတွက်နေတာ လူလိုက်အိုနေရင်လူလိုက်ငိုနေရင်ထူလိုက်အိုဆိုင်ကပိုးလုံးအိုလူကပိုးရโอเคရေโอเค လုံးမှာရှိရဲ့ပြိုအိုမိမမှန်တများနဲ့ရှုပ်နေအောင် ဒါလေးတွေကတိုးစလေးတွေပါຫນွေအရှုပ်ထုတ်တွေအကုန်လုံးလေဘိုးကຫນွေကိုချစ်ပြီးကြတယ်အကုန်လုံးရှင်းထားပြီးသားโอเค ကိုကြိုက်တာကိုလုံးကိုလောက်တာကိုရ ပြင်လို့မကောင်းမင်းမရှောက်ဘူးလားဗျအဲ့ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းကိုဖေးဟာ တားလေး ငါ့ကိုအဲ့လိုခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ် တားလေးရလေတားလေး ပေါ်ကြည့်အောင်ကွာ ဘာဖြစ်တာလဲ နေနဲ့ငါနဲ့ ဒီကငါနဲ့ငါနဲ့နေနေ ဘယ်ချင်းတုတ်တုံမူတရေနူတုံနေမူ နိုင်တာဟာ နင်ကလေငါရဲ့ယောက်ကအဲ့လိုတော့လန့်စရာကောင်းပြီလို့ 哦，ရုပ်ပြကြီးဆိုတော့လည်းလန့်တာပေါ့ဟာနည်းနည်းမဟုတ်နင်ကဘာပြောမလို့လဲဟမ်ဘာဖြစ်လို့ငါအခန်းထဲထိဝင်လာတော့ ကိုညိုကြီးစမ်းတော့ဝင်ခဲ့မယ်နော် ဝင်ခဲ့လေ ကိုညိုကြီးစမ်းလွင်ကကိုညိုကြီးကိုပြောစရာရှိလို့ ဩပြောစရာရှိတာများဟာတန်ရတစ်ခုလေးနေတာပဲအော်ပြောလိုက်ရင်လေရနေတဲ့ဟာကိုဟာလေအရေးကြီးလို့လား အရေးကြီးရဲ့ဟိုစမ်းလွင်ပြောမယ့်စကားကလေဟိုဘက်ကနေလမ်းအောင်ပြောလို့မရဘူးကိုညိုကြီးရဲ့ဟိုလေဟိုလူချင်းတွေ့ပြီးကိုကြပြောမှရမှာ ဟမ်မကိုကြာ နင်းနဲ့ညိုတက်မခေါ်ကြဘူးဘာဖြစ်ကြလဲ ဘာမှဖြစ်ပါဘူးနင်ကဘာလို့မလို့လဲဟာဟမ်ငါနဲ့အဲ့ကောင်နဲ့ခေါ်မခေါ်နင်နဲ့ဘာဆိုင်လို့လဲ ဘလို့ပြောလိုက်တာလဲဖိုးကီလေဘာလို့မဆိုင်ရမှာလဲနင်းကိစ္စကလည်းငါကိစ္စပဲငါကိစ္စကလည်းနင်းကိစ္စပဲလေလို့ တူစမ်းပါဘာဖြစ်လို့ငါကိစ္စနင်ကိစ္စဖြစ်ရတာလဲ နင်ကငါရဲ့ဖူးစာရှင်လေးလေ မဟုတ်ပါဘူးဘာဟုတ်ဖူးစာချင်းလဲဟမ်ဘလို့လို့ပြီးငါနဲ့ဖူးစာချင်းဖြစ်သွားတာတော့ ကဲငကိုကြာပြောစရာရှိတယ်ဆိုတော့မြန်ပြောဟာဘာပြောမှလဲပြော ဟိုစမ်းလွင်ကိုညိုကြီးကိုအရင်ချစ်တယ်ကိုညိုကြီးရဟုတ်တယ်ထမင်းစားလဲထမင်းပကံထဲမှာကိုညိုကြီးရဲ့မျက်နှာရေးတောက်လဲရေးကွက်ထဲမှာကိုညိုကြီးရဲ့မျက်နှာအဲ့ရင်လဲမျက်နှာချက်ပေါ်မှာကိုညိုကြီးရဲ့မျက်နှာနောက်ဆုံးကိုပြောမယ်ကိုညိုကြီးရဲ့တွိုင်းလဲတွိုင်း အာတော့ပါပြီတော့အဲ့နေရာထိတော့ငါ့ကိုခေါ်မသွားပါနဲ့ဟာတောင်းပန်ပါလေ ဘယ်လိုစင်ကြင်နဲ့ဘိုးတော်တပါးကလေအိမ်မထဲမှာလာပြောသွားတယ်တိလားဟဲ့တန်းလေနေ့ရဲ့ဖူးစာရှင်ဟာဟော်ရီယာဖုန်းကီတဲ့ဒီဘဝမှာသူနဲ့ရိုးမြေကြပေါက်ဖရမယ်တဲ့
ငါလည်းဟုတ်ကဲ့ပါလို့ပြောလိုက်တာပေါ့ တို့စမ်းပါတို့အဖြူပဲဝဲအစိမ့်ပဲဝဲ तू ကယူဆိုတော့ငါးနေကိုယူစေရလားဟမ် ဒီပါနင့်အတွက်တော့ငါစိတ်မကောင်းပါဘူးဆန်းဆန်းလွင်ရငါမှချစ်သူရှိနေပြီဟာ မဖြစ်နိုင်တာဟဲ့နေ့ရဲ့အကြောင်းလေဦးမကနေချေးခါစားငါအကုန်သိတယ်နေ့ဘာကြီးစားမှမရှိ မရှိသေးတာနော်အခုကရှိတော့မှာတိတိကျကျပြောရရင်လေငါနဲ့စန္ဒာဦးနဲ့ဟာမကြခင်မှာချစ်သူတွေဖြစ်တော့မှာ ရှေ့ရှောက်မဲ့ဘဝခီမှာငါသမီးတို့လူအချက်မရှိအောင်ဘလို့လေးစီစဉ်ပြီးရင်ကောင်းမလဲလို့အဖေအဲ့ဒါတွေးနေတာ အဖေကလည်းအခုလည်းစင်ပြနေရပဲဟာ အဲ့လေခုဘာဖြစ်နေ အခုကသမီးတို့အားလုံးကအဖေရဲ့အုပ်ထိပ်မှုအောင်မှာနေကြတယ်တကယ်တော့သမီးမိန်းကလေးတွေဆိုတာမိခင်ရဲ့အုပ်ထိပ်မှုအောင်မှာပဲရှိနေတာမလားဒါမှလည်းမိန်းမချင်းတချို့ကိစ္စတွေကပုံမှန်လည်းတိုင်ပြီးလို့ရမှာလေနော် အဖေကခွဲစိတ်ပြီးပြုတ်ပြပြောလို့ပြောနေတယ်တော်ရွယ်ကြီးမဖြစ်တော့ပါဘူးဖေရဲ့ ဟုတ်တယ်စမအားချပြောနေရတယ်နင်တို့ပြောပေါ်ရဆိုငါပဲတန်ကောက်ပြေးရမှာဖြစ်နေဒီပြောချင်တာအဲ့လိုမဟုတ်ဘူးသမီးရဲ့ဟိုကလေဟိုလိုပေါ့ဥစားပေါ့အခုသမီးတို့ရဲ့မိခင်နေရာကလစ်လက်နေတာလေအဲ့လစ်လက်နေတဲ့မိခင်နေရာကိုအစားထိုးဖို့အတွက်အဖေနောက်အိမ်အောင်ပြုရင်ကောင်းမလားလို့အားလေးတွေးမိလို့ ဘသူနဲ့လဲ တင့်တော်မဲ့သူရောတွေ့ထားပြီလား တွေ့ပြီအဲ့ဒီကသမီးတို့လုံးဝထင်မထားဘူးအဖေပြောလိုက်လုံးဝ surprise အရက်ရောင်နေမမအောင်လား ရဝဲရနောက်ကွာ လို့ပါဒီစင်စကားအကျဉ်းပြောလို့ဟဲ့ ဒီတိုင်းပါဆိုင်ရအောင်ကြောင်းဘာမှမလုပ်ပဲအလက်ကားနေမတို့ကြောင်းအဲ့ဒီကြောင်းမဆိုတော့ခေါ်လိုက်ကွာ ခင်ဗျားတို့ဒီဆိုင်မှာအရက်တောက်မယ်ဆိုလို့ရှိရင်တော့အေးအေးဆေးဆေးအတန်တိုးပြီးတောက်ကြတယ်။ဒီတကယ်လို့အတန်မတိတ်နိုင်ဘူးဆိုရင်တော့တခြားဆိုင်မှာတောက်တာကောင်းလိမ့်မယ် ဘာကွာဒီဆိုင်မှာပဲတောက်မယ်ငါတို့မှအတန်ကျဲကျဲမယ်ဒါရက်ဆိုင်ကွာကြောင်းလာတက်နေတာမဟုတ် သူ့ပဲကွာငါစိတ်ပူလို့ပြောတာ ဟေ့ဒီကောင်တက်ကြိုက်နေပါဆိုအမေရပြန်မင်းမချဘူးလား ။အဲ့ဒါပြောတာမင်းတို့နောက်တစ်ခါဆိုင်ကိုလူသစ်ခေါ်လာမယ်ဆိုရင်ဒီဆိုင်အကြောင်းသေချာပြောပြီးမှခေါ်လာခဲ့ငါဆိုင်ပိုင်ရှင်မမဟုတ်မရိုက်ဘူးတဲ့အရက်သမားဆိုလို့ဒီရက်ကွက်ထဲမှာစကားမပြောတတ်တဲ့မောင်ရေးပဲရှိတော့တယ်နားလေလား မင်းစိနေမြစန္ဒာဦးကိုဟဲ့လားမတက်မရကွာဒီမှာရောက်စန္ဒာဦးကငါရဲ့ဖူးစာရှင်ကွာငါရဲ့ဖူးစာရှင်မို့လို့ကံကြမ္မာထိုးပြီးတော့ဒီကိုပို့ပေးလိုက်တာမင်းနားလေလား မင်းကဘာမလို့လဲဖနှက်ချင်းတူတူကွာဂဒီပါနဲ့လှုပ်ချင်နေသေးတယ် ဟဲ့ရောက်ငါကားအုံတာတော့မင်းကဒါအလုံးမရှိအကန့်မရှိကော ဟာကောင်းတာလေဟမ်ကိုယ့်လက်ထဲမှာတဲ့ဝက်ရှော့မှာပဲထားတာများတဲ့စိတ်ကားတတာကများလာပြီးတော့ဂုံစားနေသေးတယ်ကွာ ဟဲ့ညိုကြီးမင်းငါကောင်းမစော်ကားနဲ့တော့ စော်ကားတယ်ကွာမင်းကဘာလို့အစ်စ်မရှိဘူးပြောရတယ် ပြောတော့မဖြစ်လေကွာ မင်းကမဖြစ်ချင်လဲကွာဟမ် ရဝဲရနောက်ကွာ လို့ပါဒီစင်စကားအကျဉ်းပြောလို့ ဟေ့ဒီတိုင်းပါဆိုင်ရအောင်ကြောင်းဘာမှမလုပ်ပဲအလက်ကားနေမတို့ကြောင်းအဲ့ဒီကြောင်းမဆိုတော့ခေါ်လိုက်ကွာ ခင်ဗျားတို့ဒီဆိုင်မှာအရက်တောက်မယ်ဆိုလို့ရှိရင်တော့အေးအေးဆေးဆေးအတန်တိုးပြီးတောက်ကြတယ်ဒီတကယ်လို့အတန်မတိတ်နိုင်ဘူးဆိုရင်တော့တခြားဆိုင်မှာတောက်တာကောင်းလိမ့်မယ် ဘာကွာဒီဆိုင်မှာပဲတောက်မယ်ငါတို့မှအတန်ကျဲကျဲမယ်ဒါရက်ဆိုင်ကွာကြောင်းလာတက်နေတာမဟုတ် သူ့ပဲကွာငါစိတ်ပူလို့ပြောတာ ဟေ့ဒီကောင်တက်ကြိုက်နေပါဆိုအမေရပြန်မင်းမချဘူးလား ဟ
ပဲအဲ့ဒါပြောတာမင်းတို့နောက်တစ်ခါဆိုင်ကိုလူသစ်ခေါ်လာမယ်ဆိုရင်ဒီဆိုင်အကြောင်းသေချာပြောပြီးမှခေါ်လာခဲ့ငါဆိုင်ပိုင်ရှင်မမဟုတ်မရိုက်ဘူးတဲ့အရက်သမားဆိုလို့ဒီရက်ကွက်ထဲမှာစကားမပြောတတ်တဲ့မောင်ရေးပဲရှိတော့တယ်နားလည်လား မင်းစစ်နေမြစန္ဒာဦးကိုဟဲ့လားမတက်မရကွာဒီမှာရောက်စန္ဒာဦးကငါရဲ့ဖူးစာရှင်ကွာငါရဲ့ဖူးစာရှင်မို့လို့ကံကြမ္မာထိုးပြီးတော့ဒီကိုပို့ပေးလိုက်တာမင်းနားလေလား မင်းကဘာမလို့လဲဖနှက်ချင်းတူတူကွာဂဒီပါနဲ့လှုပ်ချင်နေလေဟာ ဟေ့အောင်ငါကားအောင်တာတော့မင်းကလည်းအလုံးမရှိအကန့်မရှိကော ဟာကောင်းတာလေဟမ်ကိုလက်ထဲမှာတဲ့ဝှရှော့မှာပဲထားတာများတဲ့စိတ်ကားတော်တော်ကများလာပြီးတော့ဂုံစားနေသေးတယ်ကွာ ဟေ့ညိုကြီးမင်းငါကောင်းမစော်ကားနဲ့တော့ စော်ကားတယ်ကွာမင်းကဘာလို့အစ်မရှိဘူးပြောရတယ် အပြောတော့မဖြစ်လေကွာ မင်းကမဖြစ်ချင်လဲကွာဟမ်ဖေးသွားမလို့လေထုတ်တယ်နဲ့မနိုင်မနဲ့လားတက်ဖေးလိုက်ဖို့ပေးမယ် ငါမကြိုက်ဘူးလို့ပြောထားပြီးသားနော် ဟောတားလေးကဖေးရတားလေးကိုတားလေးလို့ခေါ်လို့တားလေးစိတ်ကောက်တာလား ဟာနေငါတင်းလာပြီနော်ဟိုက sorry ပငယ်ချင်းတက် ဟဲ့ကန်နေရောမတက်ရသေးဘူး တက်ပြီးပြီထဲလို့တက်ပြီးပြီထဲလို့ နေကောက်ပဲခေါ်ရမလို့ ဘေးမမခေါ်ဘူးတိမမတိရတက် မင်းရဲ့တလူရဘာကြီးလဲ ဘာလဲ ဟာနှွေထိုးထားတာလေတိချကြည့် မင်းရဲ့ຫນွေရလဲကွာဖိကြီးနှလုံးကိုပြောင်းပြန်ပူးထားလို့ပဲ ဘာရမ်းတာလဲငါနှွေထိုးထားတာတိချကြည့်တယ်သူတိချနှလုံးသားလေးသိတယ်ဝါခိတ်ကစားပြီးတော့ပြလိုက်တော့ပြီးတော့လကားပြောရ တရားကြည့်လိုက်ခန်းသားမှုတွေကိုရှော့ နှွေ လားခါဝဲတရေပြက်နေတာ ဘာရမ်း ဟာလာလောက်တာလေဒီဆိုင်ကချက်သားပဲရောင်းတာနော်လင်းမရောင်းဘူး ဒီလိုလာကျွန်တော်လာတာမဟုတ်ဘူးနင့်သားငါသားကိုထိုးလိုက်တဲ့ကိစ္စလေ အဲ့ဒါဘာဖြစ်လဲအဲ့ဒါလူငယ်တွေလေယောက်ျားလေးတွေလေသူတို့ဖြစ်ချင်းဖြစ်ပါစေပေါ့ ရကရာကြီးမပြောနဲ့နော် ဟဲ့ဘယ်မလားပြောနေတာမဟုတ်ဘူးနင်းကလာပြီးပြဿနာရှာနေတာဒီမှာဈေးရောက်မကောင်းပါဘူးဆိုမှနင်းကဘူပိတ်အောင်လာလုံနေတယ် တော့ဘာဖြစ်လဲကြီးချောင်းမရဲ့ တော့မြတ်ကြီးကြောက်ပါတယ်ဒီမဲ့ငါချောင်းမချောက်သိချင်လေနင်းငါအိမ်ကိုလိုက်ခတ်ဆောင်နင်းချွေးကို10လီတာလောက်ထွက်သွားတယ် ရှင်ဘာစကားပြောရလဲရှင်မရိုင်းလာလားရှင် ငါမရိုင်းတာမဟုတ်ဘူးနင်းကငါနှိမ့်ဆက်ပြီးတော့ဘာတွေရိုက်မယ်လို့ပြောတာဘာတွေမျောလေးနေမသိဘူးအဲ့ဒါလည်းမကြည့်နဲ့နင်းကငါမိမသားမလို့ညာနာတော့ဒီမှာတွေ့လာကောင်းဟိုးထဲမှာလို့ရတယ်တော့ကောင်းပါအပေါက်ကိုဒီကောင်းနဲ့အကုန်ခေါ်တာ ဟာလေဒီမှာဘီကိုခေါ်နေတာတားလေးနဲ့ တားလေးဖေးနဲ့တဝိုင်းနဲ့လာထိုင်ပါဖေးရှင်းပါပါတားလေးရဲ့ ဘုံမဟောအဲ့လိုမခေါ်လဲလို့နင်းကခဏခဏပြောတာရယ်နော်ငါဆွဲလှုပ်လိုက်ရင်တစ်ချက်သာပဲရှိတယ် တားလေးရလေဖေးကိုမြင်လိုက်ဘာလို့ရန်သူလိုပဲဆက်ဆံနေရလဲ ဟောအဲ့လိုမပြောလဲလို့ပြောငါမကြိုက်ဘူး တားလေးဖေးကတားလေးကိုချစ်လို့တားလေးလို့ခေါ်တာတားလေးဘာဖြစ်လို့လဲ နင်များနေပြီမပြောနဲ့နင်မျက်နှာနည်းနည်းနောက်ဆုပ်လိုက်တော့နော် စုပ်ဘူးသားလေးဘာလုပ်ချင်လဲဖေးသားလေးဘာလုပ်ချင်လဲ ဆိုးမဆိုးနဲ့နော်ငါ့ကို လုံစမ်းပါမေးဘာလုပ်မှာလဲ အေးဝါဟာအိုးငါနေအောင်တက်ချင်တယ် ငါရှိသေးတယ်လေ ယောမတာချင်တယ်မပြေးနဲ့ အိုးကျွန်တော်ဘာမှမဆိုးပါဘူးဗျာကျွန်တော်အီးပါတယ်လို့ကျွန်တော်ကဒီထဲကိုလာတာကိုအဲ့ဒါသူတို့ကပြေးပြီးတော့လိုက်လာတာ ချင်တယ်ယောမကလေးကစကားပြောတော့မတက်ချင်ကိုတွက်ခဲလိုက်လေ မထွက်သေးဘူးဒီမှာ တွက်ခဲတော့ပြောနေနော် ငါထွက်ပြီးမှငါမင်းရှိကိုထွက်လာမယ် အေးမင်းမထွက်မချင်းငါစောင့်နေမယ် အားလုံးပဲမင်္ဂလာပါရှင်ဒီ
နေ့ကတော့ Let's me လေးကဟော်ရီယာအိန္ဒိယဆဆလေးတွေကိုစားပြတ်တော့မှာပဲဖြစ်ပါတယ်ဒီနေ့ Let's me စားပြတ်တော့မှာတော့ဟော်ရီယာအနက်အရတာနဲ့ဝင်းကြိုင်ပြီးပြည့်စုံနေတဲ့အိန္ဒိယဂျံပေါင်းရဲ့ပြီးတော့ကြွကြွရရစမူစာလေးရဲ့ပဲဖြစ်ပါတယ်စမူစာကြိုက်တဲ့သူတွေရှိလား မင်းတို့ကြိုက်လို့ရှင်လေအကုန်လုံးယူသွားရင်မင်းတို့ရှေ့ကလေပတ်စံမယူ အမေတို့ရဲ့ဘလို့တွေဖြစ်နေကြတာလဲဗျာလူမြင်လို့မကောင်းအမေမရှက်ဘူးလားဗျာအဲ့ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းကိုအမေဟာ တားလေမင်းမေကိုမနိုင်နိုင်မင်းငါ့ကိုလာပြီးတော့အဲ့လိုမပြောရင်တော့ ဘိုးမငါ့ကိုအဲ့လိုခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ်ငါတို့ကပုတ်ထဲလိုက်ရ မင်းမေကိုဆွဲသိမ်းပြီးမှတားလေးလို့ပြန်ခေါ်ရမလားဟဲ့လားတားလေး အော်တိမ့်လိုက်မင်းတို့ခုတိမ့်လိုက်တော့ ဘလို့တွေဖြစ်နေတာလဲဗျာအမေတန်း ကဲပါအော်ကြီးอ่ะသူတို့သက်ရွယ်လေးနဲ့သူချစ်ကြပါစေမင်းကလည်း ဆိုင်ုံပါလာလို့လားမင်းဒိုးတော့ရ မင်းအဲ့လိုမစော်ကားနဲ့တရွက်ကွက်လုံးမှာမင်းဆန်မစိုးဝစ်တာဆိုတော့ငါတရားပဲရှိတာနော် तू ဝစ်တယ်ထင်လားမဝစ်ဘူး ရှင်းလဲမင်းကလည်းငါတားလေးတွေ့ရတယ်မင်းဖြဲမယ်ဆိုတာကြီးပဲငါတားလေးတနာပါတယ် ဘိုးမနဲ့ကျင်တယ်မင်းတို့ငါမကြိုက်ဘူးလို့ပြောတာမင်းတို့ခဏပြောနေတော့အမေလည်းမပြောဘူးဗျာ အိုးရမင်းပိုလေးပြောပါစေပြော အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့နွယ်နဲ့နွယ်ရဲ့မေမေကနွယ်တို့ဒီခြံနားမှာရှိရဲ့ဒီချောင်းရင်းထဲမှာငါးတွေကိုလေတကယ်အစစ်အမှန်ဖမ်းပြီးတော့ချက်ပြုတ်ပြီးတော့စားရမယ့်အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်အမေကစောလိုက်လားခိုင်းကြဒီမှာကျမရဲ့ဘော်တိုင်းမြောက်ရောက်လာပါပြီနေရနိုင်ပြီဘော်တဲ့ ဘာတိုက်ရပါလဲ ငရဒီထဲမှာနိုင်ရမှာ ဒီမှာအားတယ်ရုံးတယ်ဒီလိုမျိုး အကြီး ငါလည်းပြီးပြီငါချစ်တယ်ခဏနိုင်ဘာလို့မေ မရနှကောက်ဂျိုင်းမိလားဟဲ့ဇောင်းမိလားဟဲ့အမေကြည့်လားလိမ္မာခဏပါလိုက်တာနဲ့အောင်မအားနဲ့ဘာလို့ဟုတ်တယ်တို့ပိုက်ကြီးတယ်ကြီး ပိုက်ကြီးနေမဟုတ်ဝေးမွေးတော့မှာ မွေးကနေဖွားကနေပိုက်ကြီးတယ်ကိုပြိုင်မင်းဆွဲလာတယ်ကောင် နေကြရပါဦးအဲ့ပိုင်ကြီးတွေကိုပြောင်းပေးဆွဲတာမဟုတ်အဲ့ဒါငါမိပါကွာ ကဲပွဲတော်ကြီးတက်ဖို့တော့ခေါ်လာပြီဗျာ ကိုက3ယောက်ထဲလာရင် 3ယောက်တယ်တို့ညီမလေးကကိုကြီးကိုကြောက်နေတာ ဟုတ်ပါဘူးလူနဲ့ညီမလေးကမပြိုတော့ ဟောဟဲ့ဒီကောင်မကိုကြည့်ရတာပါကင်ကိုစစ်ရတာမသိ ဘုရားစုရေပါကင်စစ်ပါရှင်ကားပါကင်လောက်ကိုရှိပါတယ်ဟာချိုးရလိုက်တာပါ မလုပ်ပါနဲ့ရှင်မလုပ်ကြပါနဲ့ရှင်ကျမဒီကောင်မကြီးဒါနဲ့မပြောစစ်ပါရှင်ကျမမလုပ်ကြပါနဲ့ရှင်ကျမတော့မလုပ်နဲ့မလုပ်ပါနဲ့ဟာမလေးတတူးတယ်ကွာအရန်နန်းဆန်တယ်ကွာအရန်ရောက်ပေါ်တယ်ဟာဟဲ့တတူးရအောင်ကတော့မပြားနေကြကြည့်ဟဲ့ဟာဘူးလေဟဲ့ပါမနဲ့တိုက်လိုက်သားပုံတော့လိုက်လုံးလိုက်ငါတို့သားလေးလက်သားငါတို့သားလေးလက်သား ဘယ်လောက်ဆုံးကြပြကြအောင်ကြည့်မယ်ကွာလုံးသမားအဲ့ဒါဝမ်းရှော့တောက်ပြတာလားမင်းဖိုက်တာမလားဖိုက်တာဆိုတောက်ခိုင်းလိုက် ပါကြီးလားကားပါ လုံးလိုက်ဘာပြောတာလာတဲ့ဒီနာလာပြောလာ မလေးဘူးရအောင်လေဘယ်လိုလဲလို့ ရ
ရတယ်ငါရတယ် နင်းဘလို့ရ ရတယ်လို့ မဟုတ်ဘူးလေနင်းရရင်ငါအားနာတယ်ငါမူးနေကြားဆိုတယ် အဖေဘလို့တန်လေးနဲ့အော်နေရတော့ဆေးထိုးနေတာ ။အော်ငါသားလည်းနာလို့អော်တာဗောဟဲ့နေရလေ ဆရာဟိုဆေးဖို့ဘယ်လောက်ကြာလဲခင်ဗျာ ဆေးဖို့ကတော့1000ပဲဗျဟိုအိမ်ုံကြွတာဆိုတော့2000တော့ပေးပေါ့နော် ဟုတ်တာဗောဟုတ်တာဗော ဟိုဆေးဖို့က1000ပဲဆိုတော့လေဟိုအိမ်မှာလာထိုးတဲ့ဆေးကနည်းနည်းပိုဈေးကြီးတာလား2000ဖြစ်လို့လေဟို9000ဆိုတော့တလန်းဘယ်လောက်ကြာလဲဆရာ ကျင်သား ဟေးခင်ဗျားကဘာဖြစ်ချင်တာကျုပ်ကဒီဆေးဖို့လောက်နဲ့လိမ်မယ်လို့ခင်ဗျားထင်နေရ ဟုတ်ပါဆရာဟိုကျွန်တော်လည်းမရှင်းလို့မေးတာပါဟို တော်ပြီမင်းမေးတဲ့မေးခွန်းတွေကိုဖြေဖို့ငါမှအချိန်မရှိဘူးနော်ဆေးဖို့မပေးချင်ဘူးမလားတပြားမှမပေးနဲ့မယူတော့ဘူးပြီးတော့မင်းရဲ့အဖေလားမေလားမသိတော့လဲငါတစ်သက်လုံးဆေးလာမကူတော့ဘူး ဖေးပါဆရာဖေးပါဆရာဆရာဖေးပါဆရာ ဒီပြောင်းချင်းနဲ့တဲသွားပြီလားရဖို့တရားစိအေးစိနေနော်ဟုတ်တယ်တဲသွားပါ ဒီမှာငါသမီးလင်းနောက်လိုက်ပါလို့တို့သိကြလားလင်းနောက်လိုက်ပါလို့ငါသမီး အန်ဒီသမီးကလင်းထောက်လိုက်เสียလားသူ့မှာရီးစားရှိတယ်တခါမှမကြဘူးဖြစ်နေဖြစ်သူနဲ့ဖြစ်ရမှာသူတန်တော့အရင်ရီးစားဒီမှာဟုတ်တယ်ကျွန်တော်လည်းလင်းထောက်လိုက်သွားပြီမိမရသွားပြီမိမရသွားပြီအဲ့ဒါကိုပြောတာအန်ဒီသမီးတိုင်းပေါ်ကောင်လိုက်တော့ဖြစ်လိမ့်မယ် နိုင်ငံနဲ့အကောင်နဲ့တိုက်နေတာတိုက်လာ အထောဒီမှာဒီလို line ကိုပြောတာမဟုတ် line ပေါ်ကိုပြောတာ online အင်တာနက်ငါသိသွားပြီအင်တာနက်ဆိုရင်ကဲလုံး မသမီးအလုံးနဲ့လိုက်တာ တကယ်ပဲအတော်ရဲ့အတော်ရှင်းရတော်တော်ရှုပ်တာပဲကဲအတော်ကိုရှင်းရတယ်အတော်သမီးကလေဘိုက်ကြီးပဲခလေးပါမွေးတော့မယ် အတော်ရဲ့သမီးနောက်ကိုကျွန်တော်တို့လိုက်မယ်အတော်လိုက်မလားမလိုက်ဘူးလား ကြားတယ်နားကြားတယ်ဖြည်းဖြည်းပြော မင်းကဘာလုပ်လို့လဲ လွေးမယ်လေ မင်းတို့ဒီကနေ့ပေါ်မှာအဲ့ရမယ်လို့ဘယ်သူကခွင့်ပြုချက်ပေးလို့လဲ ဟောပါဂရေဘောမကြိုက်ဘူးလားအောက်စိမ့်နေဘာဝမကြောက်ပါမင်းရတယ်ထားတဲ့ငါးနဲ့ခွဲအောင်ကင်းပါ လွတ်လိုက်နော်ငါ့ကိုလွတ်လိုက်လို့ ညူဘာဖြစ်လဲငါမိမကကြိုင်တော့ဘာဖြစ်လဲနေရလဲ ငါရကြောင်းတော့ထိုးရတာဘာဖြစ်လဲဟာ ဒီကခွဲတော့ခိုးပါဘာလဲဒီကဘယ်လိုလဲ ကိုင်းသားသမောင် ဟုတ်ကဲ့ဟိုက်ဘောက်တာလေလို့တူတယ်နင်ကဘာလို့တူရလဲဟမ် ကဲဆိုသားတော်ကြီးဘာတိကျင်တာလဲဘာကိစ္စလဲ သူကဘဝဟောင်းကသူ့အနွယ်မျိုးဒီမှာရှိတယ်။သူ့အနွယ်မျိုးကိုယူဆပြီးတော့ तू ကအမျှတန်းပေးဝေချင်တာ။အနွယ်မျိုးကိုဘယ်လိုဆက်သွယ်ရမလဲဘယ်လိုခေါ်မလဲ तू မသိလို့အဲ့လာမေးတယ်။ ကွာတော့ဆက်ကွာတော့ အော်ရော ပူရဟောအားတော်ကြီးကြည့်ရတာမဲတော့နောက်နေတယ်လို့ပဲ နောက်နေတာနေ တော်ပြီမပြောတော့ ဟုတ်ပြီ ဘူး ဟဲ့အော်မလား ရော်ရီပြန်ဝဲလေရှိသည်အနောက်ဖက်မှုတိတ်နေမျောလွင်တော်သည်အဝေးကထုံးစီသည်လေးဖူးတွေ့မိုင်းမောဟေးပြစကြည့်ဦးမမရောက်လာဟဲ့ မင်းလုံး ပြစကြည့်ပါမောင်ရဲ့ မြတ်ဆန်းကြီးမင်းမှတ်မိသေးလားမင်းမောင်ခုပြေတဲ့ညာလေးမောင်နဲ့မြတ်ဆန်းကြီးအနည်းနည်းဝေးကြတာမှတ်မိသေးတယ်မို့လား မမီအောင်မောင်ရဲ့ မှတ်မိတယ်ဆိုရင်လေအခုညာလေမောင်နဲ့မြတ်ဆန်းကြီးအနည်းနည်းဝေးကြရအောင်လားဟင် ဝကြည့်အောင်မောင် ဘာလုပ်နေရတော့ဘာဖြစ်တာဟမ်ကျွန်တော်သဘောပေါက်ပြီကျွန်တော်သဘောပေါက်ဒီဦးလေးရဲ့မိန်းမဝင်းကြီးကခင်ဗျားခန္ဓာကိုယ်တော့ဖောင်းလို့ဝင်ဘူးလား ဟုတ်တယ် ဟာခါတော့ကိုလုံးဝင်ဟုတ်တယ်ပြငါဘာဖြစ်သွားသေးလဲ ဘာလို့မဖြစ်ဘူးကျွန်တော်တို့လာတာ10မိနစ်ပဲနောက်ကျပြီခင်ဗျားပေါင်းလို့သွားပြီ ဘောင်းဘာဖြစ်ပြီရောလေငါပဲအကုန်လုံးရှင်းရမယ်ဟုတ်တယ်ဟုတ်တယ် ညမင်း ဟိုတော့ခေါ်တော့တိုက်ပါဟာနေရလေ ဟ
ခဏနေအောင်ရေးတိုင်းပဲတစ်စက်မှမချို့ဘူးနည်းနည်းလိုအပ်ချက်ရှိနေသေးတယ်နေဦးမကြိုက်သေးဘူးသွား မကောင်းမြောက် ကောင်းအေး မကောင်းငါတော့ထားပေးမယ်တော့ထားပေးမယ် မဆန်းနဲ့တော့ငါဆန်းလာအောင် ငါလည်းဆမ်းပြသေး ကောင်းတယ် ငါလည်းနည်းနည်းဆမ်းပြသေးဟမ်ဆမ်းပြသေး ကောင်းတယ်စမ်းစရာမလိုတော့ဘူးစမ်းစရာမလိုတော့သူရဲကောင်းကြီးကကောင်းတယ်ဆိုကောင်းတယ်ပဲ အေးကိုတောင်မပြောနဲ့ကိုတောင်ကျွန်တော်သိတယ်အကျိုးကြောင့်မလို့မလားကိုတောင်သိပါတယ်ကျွန်တော်ဘယ်တော့မှဂရိပြတ်ဘူးလို့လေမတီတာပဲရှိရတော့တခါတလေ ကိုကြီး my brother လူရတာဘာမှမဟုတ်တာဗျာအကျွေးတွေကကဘာပတ် မကျန်ဒါပါ ဝတ်စုပ်ကြီးလေ အဲ့ဒါပဲမတန်ဖိုးနားမလဲကောင်းနေနဲ့ငါညီကိုတော့တို့ရှက်တယ်ကွာဒီမှာစက်ဘာဆိုတာရှင်းဟောင်းကျရနာတိုက်မြေပုံကွာမင်းသိလား အဲ့ဆိုလေစိုးစိုးစီးစီးရှာလေဗျာဘာဖြစ်လို့အကျွေးရှင်တွေဖုန်းဆက်တော့အိမ်မှာထိုင်ပြီးရှောက်နေရလဲပြော ခက်ကဆွေမျိုးတော်ဆက်ခဲ့တော့ကျွန်တော်ရဲ့ဆွေတော်မျိုးတော်များဒီနေ့ကျွန်တော်တို့ပြုရတော့ကောင်းမှုကုသိုလ်အစုစုကိုအမြတ်တမ်းပေးဝေပါမယ်အားလုံးတာတို့ခေါ်ရန်အလို့ငါ အရေးဒီအေးစားကိတ်မုန်လဲကြိုက်တယ် ခမရရဲ့အနွယ်တော်တွေကစိတ်တွေဖြစ်နေရလားမသိဘူးကြီးစမ်းအများကြီးပဲ ဟာအဲ့လိုလည်းမဟုတ်တော့ပါဘူးကွာ နင်တို့တွေရတာလေသူများပြောလို့မရအောင်အကုန်လိုက်ယုံနေကြတဲ့အဲယူတွေ လာပါမင်းလည်းရှေ့ဆက်သွားပါပဲလေငါတို့ကြလုံးနေအောင်မောင်နဲ့မကျင်စားရနေပြီကျွန်တော်ကြလုံးမကောင်းဘူးကိုကြီးအဲ့ဒါကိုကြီးဝမ်းမရှောင်းလို့ပြောတယ်မင်းစကားပဲနဲ့ငေါ့ခိုင်းတာမီးပြက်နေတော့ခိုးကြောင်ခိုးဝဲဝင်လာဆိုတော့သွေးရိုးသားတော့မဟုတ်မင်းတို့တခိုးတွေမဟုတ်ကျွန်တော်တို့ကဧည့်သည်တွေပါဗျာဟိုကျွန်တော်တို့ဒီရောက်လာလဲဧည့်သည်တွေပါဟိုဒီမှာညအိမ်မှာမို့လို့လေအဲ့ဒါဟိုဧည့်စင်းလာတိုင်တာဧည့်စင်းဒီတိုင်ဒီမှာတိုင်ရမှာမဟုတ်ဘူးရုံးကဟိုဘက်မှာဟုတ်တယ်ကွာကြီးတွေစီးဝေးလုံနေတဲ့နေရာ အိုးအစည်းဝေးလုပ်တယ်လေမောင်ကြီးပဲဟဲ့စီးဝေးလုပ်နေတော့မီးပြက်သွားတော့ကွာပြက်သွားတော့ဒီလာတော့နေမှမသိဘူးတော့ကဲလာကျတို့အစည်းဝေးလေးပြန်စားလိုက်နော်ပင်လေစီရုံတွေပြန်ဝဲလေရှိသည်အနောက်ဖက်မှုတိတ်နေမျောလွင်တော်သည်အဝေးကထုံးစီဒီလေးဖူးတွေ့နိုင် ဟေးပြစကြည့်ဦးမမရောက်လာဟဲ့မင်းလုံး ပြစကြည့်ပါမောင်ရဲ့ပြစကြည့်မရောက်လာဟဲ့မောင် မြတ်ဆန်းကြီးမင်းတကယ်မြတ်ဆန်းကြီး မောင်တည်းရလို့ပြစကြည့်လာရတာမောင်ရဲ့ မြတ်ဆန်းကြီးဝါတာလာမြတ်ဆန်းကြီးမောင် မြတ်ဆန်းကြီးမင်းမှတ်မိသေးလားမင်းမောင်ခိုးပြေတဲ့ညာလေးမောင်နဲ့မြတ်ဆန်းကြီးအနမ်းနေဝေးခဲ့တာမှတ်မိသေးတယ်မို့လား မမရောမောင်ရဲ့ မှတ်မိတယ်ဆိုရင်လေအခုညာလေမောင်နဲ့မြတ်ဆန်းကြီးအနမ်းနေဝေးကြရအောင်လားဟင် ဝကြည့်အောင်မောင် နန်းဝင်နန်းစားရနေပါလားအတွေ့တော်တို့အနေကြပါဦးနေကြပါဦးဒီမှာပါအားလုံးကဲတင်မဲ့မင်းသားလေးကဒီမှာလေဒီဘုံဦးတော်ရဲ့ကြည်စမ်းမအောင်မတွေ့ရကြလို့ထင်နေဟမ်ဝါလို့လှလို့ပါလားနည်းနည်းတော့မဲသွားတယ်နော်ဟောဒါနဲ့ဦးတော်ကျွန်တော်ရဲ့ဖခမဲတော်နဲ့မဲတော်ဘာတူလဲဟမ်ကျွန်တော်ပြစမ်းမှာဘာလဲလာပြောနေတာဒီမှာတင်းနေတာနော်တင်းနေတာပြီးပါတယ်ဦးတော်ရဲ့ဘာမှတင်းမနေနဲ့တော့နော်အခုအားလုံးကောင်းရမွန်ရဘွားကူကောင်းတော့ကျွန်တော်အမြဝေပေးမယ်တာထုလိုက်ကောဟုတ်ပြီလားကြံတဲ့အနွေတော်တွေခေါ်လိုက်ပါဦးအနွေတော်တွေခေါ်မင်းပါလေရှောက်ပြောနေတာလေ ငါတို့ကဟိုဘက်ရွာအလူမှာဝင်းခင်းပြီးပြန်လာတာအစင်မပြေလို့ပြဿနာတက်ပြီးပြန်လာတာမင်းစစ်ပါသွားမယ်ဟာနေဘာလောက်နေအောင်မင်းတို့ကဟဲ့မင်းကငါတို့ဘာပေးမှလဲဟမ်ဘာပေးမှလဲ အော်ဘွားကူကောင်းတော့အမြပေးမလို့ မင်းကငါတို့အားလုံးပေါင်းပြီးမင်းကဘဝကူကောင်းငါတို့လောက်ပေးရဟဲ့တော့ထဲလေကောင်းတယ်ဟာဟဲ့ နမတော်ရရလားနမတော်ကနမတော်မောင်တော်ဒီစဲဆိုရင်လေနမတော်တွေလုံးဝမဟုတ်တော့ဘူးမောင်တော်ဒီပရိုက်ကိုယူပြီးပြေးတော့နော်မောင်တော်ကပုတ်ပြီးတော့ရေးကြည့်ပါတယ်နမတော်သိခံလိုက်တော့မယ်မောင်တော်တော့ဘွားကြမှာပဲ
မောင်တို့နဲ့နမတော်နဲ့ပြန်ဆုံမယ်နော်မောင်တို့ပြေးတော့နော် မပြေဘူးနမတော်မပြေဘူး မောင်တို့ပြေး နမတော်လေးနမတော်လေး မောင်တို့ပြေး နမတော်လေး မောင်တို့ပြေး ဘာမှမဟုတ်အချက်ပလင်းလာရှာတွေ့ပြီဒီမှာကြောက်ပါနဲ့လုံးဝမကြောက်လိုက်ပါနဲ့ကို့အတွက်မဟုတ်တဲ့အချစ်တခုမောင်ကဘယ်တော့မှလုံနေပါဘူးမြတ်စန်းကြီးကြီး လာပြီလားဗျာဒီမြဆန်းကြီးခမကျုပ်ကိုအဲ့နာမည်မခေါ်ပါနဲ့ကျုပ်ဖိန်ချင်းလုံးလုံးပါ ငါလေဘာဖြစ်သွားသေးလဲပြပါဦးနင်တော့မမဖြစ်သွားလေ ညစမ်းကြီးကိုမသိနဲ့ညစမ်းကြီးကိုလွတ်လိုက်စမ်းဒါနင်းလည်းမဟုတ်ဘူးငါမိမညစမ်းကြီးငါမိမ ဟိုကြီး ဟေးရက်လိုက် ဝမ်းဝင်းနဲ့ပဲ ရက်လိုက်နေဗလားကောင်းလိုက်လားဟမ်ငါ့ကိုစမ်းကျင်တဲ့လူတွေတနေရာထဲမှာစုနေကြဟမ်တရားဘာမှလဲအပရပိုင် ဟာပရပိုက်လေဘယ်ကပရပိုက်လေဘယ်ကနေဗလားဘာတွေခင်ဗျားပြောနေရတော့ ဘယ်ပရပိုင်ရမလဲဟုတ်လားတောင်ကျောင်းပရပိုင်ကိုမြောက်ကျောင်းပြောမြောက်ကျောင်းပရပိုင်ကိုတောင်ကျောင်းပြောထိုပရပိုင်နပရပိုင်ကိုပရပိုင်ရဲ့ပြောင်းပြောင်းတာပရပိုင်ကိုပြောတာလေ Hey Jimmy why so serious man မင်းမားနေပြီဒါနေပြမို့ငါတငယ်ချင်းလွင်ဦး Jimmy မင်းတို့ငါ့ကိုပေါင်းပြီးတော့ဂျင်းထဲကိုမကြိုးစားကြနဲ့ရောက်လေနေဗလား ဟဲ့ခင်ဗျားကျုပ်ကိုဘာလုပ်လို့လဲဟဲ့ဘောက်တာလေဟဲ့နေငါကဲကြပါဦး နင့်ကိုနေလေပြန်ကြည့်ပါဦးတယောက်ထဲနေနေတာမှာကြက်လုံးလို့ဟိုဘက်နည်းနည်းတို့လုံနေရလို့ငါဘယ်လိုအားကိုရမှာလဲ တန်းဆိုးနိုင်ထီပေါက်တော့ငါဘဝဝမ်းမတာပါလားဘာဖြစ်တာလဲဟာ နင့်ထိပေါက်တယ် ဟုတ်တယ် ဒါဆိုရင်နင့်တထဲဖြစ်ပြီပေါ့တကယ်တော့လေငါမာနာကြောင့်ဒါနင့်စစ်ကိုလက်မခံမိမယ်ငါနှလုံးသားထဲမှာတော့နင့်ကိုအချိန်ပြည့်တောင်းတနေရသိလားဘယ်လောက်စုပေါက်တာလဲ ကြမယ်လို့ပြမယ်ဒီမှာထီလက်မှတ် စုပေါက်တာလဲ 9000စု အဲ့ဒီ9000ငါဘာလုပ်ရမှာလဲ မုံစားလို့ရတယ်လေ 9000နဲ့အကောင်နင့်ကငါတက်တက်လုံးမစင်စားဘူး ဟာမိမတွေတော်တော်ငွေမှတ်တာပဲလူချင်းရမှတ်တော်တော်ကြီးတယ်ခေါ်ဒီကထီလက်မှတ်လေးကဘယ်လောက်ဖြစ်မလဲဆိုတာကို तू မသိသွားရရှာဘူး तू မသိသွားရရှာဘူး ဒီလက်မလေးရအောင်ဘယ်လောက်စုပေါက်တာလဲ 3000စု တိတ်